Hello everybody. So today let's talk about periodic table. So now အခုကတော့ elements တွေအကြောင်းပြောတော့ပြီဆိုရင်မပါမဖြစ်တဲ့ periodic table အကြောင်းကို let's keep on ရစလိုက်ကြမယ် periodic table ဆိုတော့ဒီအခုပြန်ထားတဲ့ပုံလေးက periodic table ရဲ့ပါနေတဲ့ပေါ့နော်အခြေထဲမှာရှိနေတဲ့ elements တွေကိုနာမည်အမျိုးမျိုးခွဲပြထားတဲ့ modeling လေးကိုပြထားတာဖြစ်တယ် periodic table မှာဒီပုံစံလေးကိုကြည့်လိုက်လို့ရှိရင်ပေါ့နော်ရှိလေး downline column လေးနှစ်ခုကထိပ်ဆုံးနဲ့ left နဲ့ right မှာထိပ်ဆုံးစီမှာပိတ်ထားတာရှိတယ်အဲ့ဒီ line တွေကိုကြတော့ we call the columns ဒါမှမဟုတ်လို့ရှိရင် groups ဒါမှမဟုတ်လို့ရှိရင် family လို့ခေါ်တယ်vertical line တွေပြောပြီးသွားပြီဆိုရင်တော့ horizontal line တွေအကြောင်းပြောမယ်ပေါ့နော် horizontal line တွေကိုကြတော့ period လို့ခေါ်တယ် the first line hydrogen ရှိနေတဲ့ line ကို period 1ပေါ့နော် hydrogen ရဲ့အောက်က line ကိုကြတော့ period 2ပေါ့ vertical line နဲ့ horizontal line တွေကိုပြောပြီးသွားတော့ zigzag line ဆိုတာလေ periodic table မှာမသိမဖြစ်ကိုသိရမယ့်အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီ zigzag line လေးက periodic table မှာ matter နဲ့ non matter တွေကို separate လုပ်ပေးထားတဲ့ line လေးဖြစ်တယ်zigzag line ရဲ့ right back ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ all are non matter လေးဖြစ်တယ်non matter ရဲ့ group ပုံစံလေးက triangle ပုံစံလေးမျိုးဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့ဒီ triangle ပုံစံလေးဖြစ်နေတဲ့ non matter group တွေမှာ၃မျိုးပါတယ်ပေါ့နော်normal non matter လို့ခေါ်တဲ့ gases တွေကတအုပ်စုရယ်ပြီးရင် vertical line အနေနဲ့ the last line ကတော့ noble gases လို့ခေါ်တယ်ဘာလို့ noble gases လို့ခေါ်တာလဲဆိုတော့သူတို့ကဘယ် gas နဲ့မှလုံးဝ combine ပေါ့နော်ပေါင်းစည်းခြင်းမရှိဘူးin the universe ထဲမှာရော naturally ရောသူတို့ကonly there on their own နေတဲ့အတွက်ကြောင့်မလို့ noble gases လို့နာမည်ပေးထားတယ် and then အဲ့ဒါပြီးတော့လို့ရှိရင်တော့ halogen ဆိုတဲ့အုပ်စုဖြစ်တယ် halogen အုပ်စုကတော့ chlorine fluorine bromine တို့ iodine တို့ဒီ gases အုပ်စုကိုတော့ halogen လို့နာမည်ပေးထားတယ်ပေါ့နော်non matter အကြောင်းကိုပြီးသွားပြီဆိုတာနဲ့ non matter လည်းမဟုတ် matter လည်းမဟုတ်တဲ့ hydrogen အကြောင်းကိုစပြောလိုက်မယ်ပေါ့နော် hydrogen ကmatter ရဲ့ column မှာရှိနေတယ်ဆိုပေမဲ့ hydrogen က matter လည်းမဟုတ်ပြန်ဘူးသူက non matter တွေမှာဒါပေမဲ့သူ့ရဲ့ some property တချို့က matter ရဲ့ property တွေမှာပါနေတဲ့အတွက်ကြောင့်မို့သူ့ကိုဒီဘက်မှာလာပြီးတော့မှmatter ဘက်မှာလာပြီးတော့သူက position ကရှိနေတဲ့သဘောဖြစ်နေတာကိုပြောချင်တာပေါ့နော် matter မှာကြတော့ဒီ matter စုပေါင်းပေါ့နော်၄မျိုးရှိမယ်ကွာalkali matter ရဲ့ alkaline earth matter ရဲ့ transition matter ရဲ့ metalloid လို့ခေါ်တဲ့ poor matter ရဲ့ဆိုပြီးတော့မှဒီ matter ၄မျိုးရှိနေတယ်transition matter ရဲ့အောက်မှာရှိနေတဲ့ line အကောင်တွေကိုကြတော့အဲ့ဒီ elements တွေကိုပေါ့နော်အဲ့ဒါကိုကြတော့ super heavy element လို့ခေါ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ periodic table ကသူက elements တွေရဲ့အလေးချိန်အလိုက်သွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အစင်လိုက်စိတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအောက်ကိုရောက်လေပေါ့နော်left ကနေ right ကိုသွားလေပို့ပြီးတော့မှအဲ့ဒီ elements တွေက heavy ဖြစ်လာလေကြီးလာလေအဲ့တော့အဲ့ဒီ elements တွေကအောက်ကိုရောက်လေဆိုတော့ super heavy elements တွေဖြစ်တယ်ဆိုတော့အဲ့ဒီအောက်ပိုင်းက elements တွေကကြီးဆုံးဖြစ်ပြီးတော့အလေးဆုံးဖြစ်လာတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီအောက်ပိုင်းက elements တွေကို super heavy elements လို့နာမည်ပေးထားတာ super heavy elements တွေအထိပြောပြီးသွားပြီဆိုတော့အောက်မှာကျန်းနေတဲ့ column rolling နှစ်ခုအကြောင်းပြောရမှာပေါ့နော်အဲ့ဒီ rolling နှစ်ခုက rare earth matter နဲ့ actinide matter တို့ဖြစ်တယ်အဲ့ဒီ matter တွေကဘာဖြစ်လို့ပေါ့နော်အောက်မှာတက်ဖြစ်နေရတာလဲဆိုတော့သူတို့ကိုနောက်မှရှာဖွေတွေ့ရှိထားတဲ့အတွက်ကြောင့်မလို့သူတို့ကို
ထပ်တိုးအနေနဲ့ဒီကြားထဲမှာပြန်လာထည့်ထားရဲပေါ့နော်နောက်မှချဖွေတွေ့ရှိထားပေမဲ့သူတို့ရဲ့အလေးချိန်တွေသူတို့ရဲ့ size တွေကကြတော့ super heavy metal တွေထည့်နေနေတဲ့အတွက်ကြောင့်မလို့အဲဒီ super heavy metal တွေရဲ့အရှိမလာပြီးတော့မှအဲဒီ series နှစ်ခုပေါ့နော်လာပြီးတော့ series နှစ်ခု metal နှစ်ခုပေါ့နော်နှစ်မျိုးနှစ်စားကိုလာပြီးတော့ထပ်ပြီးတော့ဂျာကနေထည့်သွင်းထားရတာမျိုးဖြစ်တယ်ဒါကတော့တကယ်ပေါ့နော်စနာတော့ငါရှင်းခဲ့တဲ့ modeling လေးတွေကိုဒီမှာလာပြီးတော့မှတကယ် element အနေနဲ့ရှင်းတွဲကြည့်လို့ရတယ်non metal တွေကိုတော့အောင်နဲ့ပြထားတယ် yellow color လေးနဲ့ metal white ဆိုတဲ့ metal လေး property in poor metal property ပဲရှိတယ် metal တွေကိုကြတော့ metal white သူက zigzag line ပေါ်မှာရှိတယ်သူကတော့ green color လေးပြထားပြီးတော့ metal အများစုကိုတော့blue color နဲ့ပြထားတယ်ပေါ့နော် metal မှာမှကျွန်တော်ထပ်ခွဲတာတွေရှိတယ်alkali metal alkaline earth metal transition metal အောက်က new model နှစ်ခုရယ်ပေါ့နော် series နှစ်ခုရယ်ဒီဟာတွေအကုန်လုံးကို model လို့ခေါ်ထားတယ်ဒီ table လေးကတော့ဆွမ်းနာကလိုမျိုး modeling ၃မျိုးတည်းပဲမဟုတ်တော့ဘဲနေပေါ့နော်teacher ရှိသမျှ type of elements တွေကိုအရောင်လေးတွေနဲ့သူဟာနဲ့သူလိုက်ပြီးတော့မှ comparing margins လုပ်ထားတဲ့ table လေးဖြစ်တယ်ဒီမှာအဓိကပေါ့နော်ပြောရမှာကြတော့အစပိုင်းမှာပြောမသွားတဲ့ထဲကဒီမှာ elements တစ်ခုချင်းစီပေါ့နော်အဲ့ဒီ square box လေးထဲမှာပါတယ်သင်္ကေတတွေ symbols တွေအောက်မှာရှိနေတဲ့ကဏ္ဍတွေပေါ့နော်ဒီ numbers တွေကဘာတွေကိုစားပြုတ်ပြီးတော့ဘာကြောင့်ပြောတာလဲဆိုတာကိုပြောကြမယ်ပထမအဦးဆုံး example အနေနဲ့ဒီ hydrogen atom ကို example ထားပြီးရှင်းပြပေးမှာဖြစ်တယ်ပေါ့နော် hydrogen မှာကသူ့ရဲ့ symbol လေးကတော့အလေကောင်းမှာမြင်နေရတဲ့ H ဆိုတဲ့ symbol လေးဖြစ်တယ်သူ့ရဲ့အပေါ်မှာ number 1လို့မြင်ရလိမ့်မယ်အဲ့ဒီ1ဆိုတာကဒီသူ periodic table မှာပထမအဦးဆုံး number 1အနေနဲ့ရှိတဲ့ element ဖြစ်တယ်အဲ့ဒါကြောင့်မို့ hydrogen ကအပေါ်ဆုံးဖြစ်တယ်ပေါ့နော်အဲ့ဒါသူက atomic number ကိုပြောတာ atomic number ဆိုလို့ဘာကြီးလဲဆိုတော့ atomic number ဆိုတာကအဲ့ဒီ hydrogen atom ထဲမှာရှိတဲ့ the number of proton in an atom လို့ပြောလို့ရတယ်hydrogen atom ထဲမှာရှိတဲ့ proton number ကိုပြောချင်တာဖြစ်တယ်အောက်မှာကတော့hydrogen ဆိုတဲ့ H symbol လေးကဘာ element ကိုကိုစားပြုရလဲဆိုတဲ့သူရဲ့ spelling ပေါ့နော် hydrogen လို့ပြောထားပေးတယ် element ရဲ့ name ဖြစ်တယ်အဲ့ဒီ element ရဲ့ name ရဲ့အောက်ကကတော့ atomic weight ဖြစ်တယ် so atomic weight ကကြတော့ဘာကိုပြောချင်တာလဲဆိုတော့ဒီ atom လေးရဲ့အလေးချိန် atomic mass နဲ့အတူတူပဲ atomic mass ဆိုတာကဘာကြီးလဲဆိုတော့ဘာကြီးလဲမရှင်းဖြစ်နေတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒါကthe number of proton နဲ့ the number of neutron ဆိုတဲ့အဲ့ဒီနှစ်မျိုးရဲ့ပေါ့နော်အလေးချိန်စုစုပေါင်းကိုပြောချင်တာဖြစ်တယ်ဒီမှာကတော့ atom ကိုအနောက်မှာ proton neutron electron တွေမပြောသေးတဲ့အတွက်ကြောင့်မလို့တော့ဒီဇာတ်ကိုဘယ်လိုဖတ်ရမလဲဆိုတာလေးပဲလေ့လာရမှာဖြစ်တယ်ပေါ့နော် so that's all about periodic table see you on the next video